မိတ်ဆွေကဒီလိုပုံတွေကိုဖန်တီးချင်လာတာမိတ်ဆွေကဒီလိုအနီးချင်းပုံတွေကိုဖန်တီးချင်နေဆိုရင်တော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်လိုက်ပါအားလုံးပဲမင်္ဂလာပါကျွန်တော်ဆုနာပြမျိုးပဲမိတ်ဆွေတို့ကဒီလို animation ပုံတွေကိုဖန်တီးချင်နေဆိုရင်တော့ software လေးတစ်ခုလိုပါတယ် software ကတော့ iOS မှာလည်းရသလိုAndroid မှာလည်းရပါတယ်ပြီးတော့ကျွန်တော် Google Play Store ကိုဝင်လိုက်ပါမယ်ပြီးတော့ကျွန်တော် search bar မှာ ChatGPT လို့ရိုက်ရှာလိုက်ပါ ChatGPT လို့ရိုက်ရှာပြီးဆိုတာနဲ့ဒီကျွန်တော်ပြရတဲ့ဒီ ChatGPT ကို install လုပ်လိုက်ပါ install လုပ်ပြီးဆိုတာနဲ့ကျွန်တော်တို့ဒီ ChatGPT ရဲ့ app တွေကိုဝင်လိုက်ပါအရင်ဆုံး ChatGPT app ထဲမှာကျွန်တော်တို့စာမျက်နှာပေါ်မှာမဟုတ်ပါဘူးသူအရင်ဆုံးပေါ်မှာကိုဘာကောင်းနဲ့လောင်းရင်မလဲဘာကောင်းနဲ့ဖွင့်မလဲဆိုတာပေါ်ပါမယ် Facebook ကောင်းနဲ့လားဒါမှမဟုတ် Google ကောင်းနဲ့လားစရပြီကျွန်တော်က Google ကောင်းနဲ့ဒီဖန်တီးစီခြင်းနဲ့ဗျဆိုတော့ကျွန်တော်ကဒီအဲ့ဒီအစွမ်းကကျွန်တော်ဒီ ChatGPT မှာကျွန်တော်အကောင့်ကျိုးတွေရှိပါတယ်အကောင့်ကျိုးရကိုမေးကြည့်နေဟာတွေကိုလည်းမေးလို့ရတယ်လို့ဒါမှမဟုတ်ကျွန်တော်ဖန်တီးခြင်းနဲ့animation view တွေမဟုတ်ဘဲနဲ့ video တွေ animation view တွေကြိုက်တဲ့ animation view တွေကိုသူ့ကို ChatGPT မှာဖန်တီးခိုင်းလို့ရပါတယ်ဆိုတော့ကျွန်တော်စုနာပုံဖန်တီးမယ်ကျွန်တော်စုနာပုံပဲဖန်တီးပြရမှာပဲပြီးတော့အပေါင်းခလုတ်လေးဒီကအပေါင်းခလုတ်လေးနှိပ်လိုက်ပါပြီးတော့ပိုတိုဆိုတာရှိပါတယ်ပိုတိုနှိပ်လိုက်ပါပိုတိုနှိပ်ပြီးရတဲ့ကျွန်တော်ဒီမှာဒီကကျွန်တော်ရိုနယ်ဒိုပုံလေးကိုကျွန်တော်ဒီမှာရိုနယ်ဒိုပုံလေးကိုကျွန်တော်လုပ်မယ်ဗျဆိုတော့အက်ကိုချက်နှိပ်လိုက်ပါပြီးတော့မှဒီကျွန်တော်ပြထားတဲ့ဒီစာသားလေးကိုတစ်ချက်ရေးလိုက်ပါဒီမှာကျွန်တော်ရေးထားတဲ့စာသားလေးအတိုင်းရေးပြီးတော့မှဒီအပေါ်ထိုးပြထားရင်မြားကလုတ်လေးနဲ့အမဲအောင်ဟာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးရတဲ့သူအလောင်းလုတ်ပြီးနေပြီပေါ့ကျွန်တော်စုနာလုတ်ရတဲ့ view ဒီပို့တူသူကအလောင်းလုတ်နေပြီဆိုတော့ဒါလေးရကျွန်တော်ခဏလေးစောင့်အောင်မှာဖြစ်ပါတယ်မိတ်ဆွေတို့ကျွန်တော်ရဲ့ channel လေးကိုဒီlike and subscribe လေးလုပ်ပေးကြဖို့ပြီးဘေးနားနုဒီခေါင်းလောင်းလေးလည်းနှိပ်ပေးဖို့ကျွန်တော်တောင်းလို့ချင်ပါတယ်ကျေးဇူးတင်ပါတယ်ဝန်းကျင်တော့ကျွန်တော်ဆောက်ပြီးွားပြီဆိုတော့ねဒီပုံလေးကိုရပါပြီကိုကဒီပုံလေးကို download လုပ်ချင်တယ် save ချင်တယ်ဆိုရင်တော့ဒီဘယ်ဘက်အောက်က save ဆိုတဲ့ဟာလေးကိုတစ်ချိန်နှိပ်လိုက်ဆိုတာနဲ့ကျွန်တော်တို့လုပ်ချင်တဲ့ animation ဒီလို animation ပုံတွေကိုရပါပြီဒါမှမဟုတ်တခြားကိုကြိုက်တဲ့ပုံတွေကိုလည်းဒီလိုပုံစံ animation ပိုတိုနဲ့ဒီလိုပုံစံလုပ်လို့ရပါတယ်အားလုံးပဲကျွန်တော်ဒီ view လေးကိုနှိမ့်ဆက်ကြမလို့ကျွန်တော်တောင်းမျှော်လင့်ပါတယ်ကျွန်တော် view လေးကိုဒီလောက်ပဲအဆုံးသတ်ပါရစေနောက်